အားလုံးပဲမင်္ဂလာပါနော်အမဒိုင်လောက်တုံးကတဲ့မနိုင်ခဲ့ဘူးလားအဲ့ငွေတွေရောမရှိတော့ဘူးလားတဲ့နိုင်ခဲ့တာပေါ့နော်ဒါပေမဲ့နိုင်ခဲ့တဲ့အကြောင်းပြောလို့ရှိရင်အားကြနေမှာဆိုလို့ရှုံးခဲ့တဲ့ပွဲလေး၃ပွဲအကြောင်းပြောပြပေးမယ်နော်အဲ့ပွဲ၃ပွဲမလုပ်ခင်မှာကျွန်မဘန်မှာကြက်ငွေတွေရှိတယ်လက်ထဲမှာဘတ်ရှိတယ်ရွှေဆိုရင်ကျွန်မလက်ကောက်ဆိုရင်အဲ့လိုတစ်ချက်သား9ကွင်း10ကွင်းဝတ်ထားတယ်ကျွန်မယူရီးယားဆိုင်ကယ်အဲ့ချိန်တော့နောက်ဆုံးပေါ်ပဲပေါ့နော်နောက်ဆုံးပေါ်ယူရီးယားဆိုင်ကယ်2စီးစီးတယ်လင်မယားနှစ်ယောက်ကိုတယောက်တစ်စီးစီးတာနော်သူ့ဆိုင်ကလေးကိုမထီဘူးကိုယ်ဆိုင်ကလေးသူမထီဘူးအဲ့လိုအစ်စ်တွေစီးတာပထမဦးဆုံးတောင်ပေါ်မှာပွဲတစ်ပွဲဖြစ်တယ်အဲ့ဒါကတချလိမ့်မှနေတဲ့လူတွေမှတိမှာအဲ့ဒါပူနာကိုမှာပေါ့နော်ပွဲဖြစ်တဲ့ခါကျတော့ကျွန်မပွဲကသူကပွဲဆိုရင်မှရပေ40ယူနေကြအောင်အဲ့ပွဲရောက်ခါကျမှပေ60ယူလိုက်တယ်ငါဒီပွဲမှာရရတော့ကရွှေညောင်မှာအိန္ဒိယစောက်မယ်ဆိုပြီးတော့အဲ့ပွဲမှာနေရာယူပြီးမှမုံတိုင်းကျင်ကြတယ်9ရက်ပွဲရက်တွင်လုံးမှာဘာလို့ထားအောင်ဆိုတော့မိုးကတွေအလုံပိတ်ပြီးတော့မှနေရတာအလုတ်သမား73ယောက်နဲ့မိုင်းတို့ပိုင်ရှင်က4ယောက်18ယောက်ပေါ့နော်အဲ18ယောက်ရဲ့စားစီ12ပြည့်တစ်နှစ်လောက်ပဲစက်သား2ပိတ်တာလောက်ရှက်လဲမလောက်ဘူးဘာချက်မလောက်ဘူးအလုတ်ကလည်းမရှိဘူးအပြင်မှာမုံတိုင်းတွေကြဆိုင်နေမိုးကပတ်ပြီးနေဘာလို့ဆိုဖဲထိုင်ရိုက်တာပေါ့အလဲမှာမီးဖို့ဖို့ပြီးတော့ဖဲရိုက်တာဆိုတော့ခါကျတော့အဲ့ဒီပွဲကိုပြောမယ်ဆို9ရက်လဲပြီးတော့ပွဲရက်ကတော့ကုန်သွားပြီဒါပေမဲ့ဈေးတွေကိုတနာလို့ဆိုပြီးတော့မှပွဲရက်ထပ်တိုးပေးတယ်အဲ့ပွဲရက်ထပ်တိုးပေးမယ်ဆိုတော့ပျော်တော့အဲ့ရွှွနေအကုန်လုံးတဲတွေဝယ်ဖို့ဒါမှလမ်းတွေဖောက်မြောင်းတွေဖော်လောက်တာပေါ့နော်ဒီပွဲကိုပြီးလဲပြီးသွားရောအဲ့ပွဲစတဲ့နေ့မှာပဲဓာတ်ထုံးမှုဖြစ်တယ်ပွဲပြတ်သွားတယ်လောက်သမားဆိုတာခေါ်လာပြီးပတ်စံရှင်းပေးရတယ်မရှင်းပေးလို့မရဘူးအဲ့ဒီမှာစားစေတောက်စေနေရာခပပတ်ဆက်ပေးရတဲ့နေရာခတွေအဲ့ဒါဘာကုန်သွားလို့ဆိုတော့ကျမလက်ထဲမှာရှိတဲ့ဘတ်တွေအကုန်ကုန်သွားတာရတယ်ဘာဖြစ်တော့ဘတ်ရှိဘတ်ကုံတော့ပဲဒါပွဲစည်းလောကထုံးစံပဲလောင်းကစားလောကမှာဓာတ်ထုံမျိုးဖြစ်ပွဲပြက်တယ်အဲ့ဒါကျမတက်ချလေးကိုပြန်လာတယ်တက်ချလေးပြန်လာတဲ့ခါကျတော့နောက်ပွဲတစ်ပွဲကြုံတယ်အဲ့ပွဲကကျမတို့ကအဲ့ပွဲကိုပေးမယ်ဖုန်းကြီးရပါတော့ကျမတို့သူကလောင်းကစားကိုအရန်မုန်းတယ်ဒါကျမတို့လည်းသိတယ်ဆိုတော့သူကပွဲပေးမယ်ပေါ့နော်ဒီပွဲရက်ရွယ်လူကြီးပါပွဲပေးမယ်ဆိုတော့ဖြစ်နိုင်အောင်ထင်နေတော့ဆိုစိတ်ချတယ်ဆိုအဲ့ပွဲကိုလှုပ်လိုက်တယ်ကျမတို့အဲ့ပွဲမှာကျတော့ဘာလို့ဆိုဝေယုံတွေကိုအပြတ်ဝယ်ရတာဆိုင်ကန်းတွေစောက်တဲတွေစောက်ပြီးတော့မှပြီးတဲ့ခါကျတော့ဖုန်းကြီးကကျမတို့ပွဲဖက်ကိုနေရာပေါက်လှည့်ပြီးမှလောင်းကစားလုံးဝမမြင်ချင်ဘူးနဲ့ဆိုတော့ပွဲပေါက်ဟိုဘက်လှည့်သွားတော့ကျမတို့ပွဲလောင်းကစားသမားတွေကိုတေးပန်းသမားတော့မလောက်ဘူးအဲ့ဒီမှာကျမရွှေတွေကုန်ကုန်သွားရတယ်ဘာမှဖြစ်ဘူးရွှေကုန်သွားလောင်းကစားသမားပဲအဲ့လောက်ကတော့အသေးမနုဘူးပေါ့နော်ပုံးတို့ချောင်းကြီးမှာနေရာတွေယူဝါးတွေယူပွဲလုံးမယ်ဆိုလှုပ်တာတေးချလားလို့မေးပြီးလှုပ်တာတော့မှလောင်းကစားသမားဆိုတာသွေးဘလောက်ပဲရှိလက်ထက်မှာရှိတဲ့ဘတ်တွေကုန်သွားတယ်ရွှေတွေကုန်သွားတယ်ဆိုင်ကယ်2စီးလုံးကုန်သွားတယ်ဗဟန်းပတ်စံမှာကုန်သွားတယ်3ပွဲရှုံးတာ3ပွဲအဲ့3ပွဲလုံးကတစ်လအတွင်းမှာရှုံးတာ